တော့မမြင်ပါပါကျွန်တော်ခုရှင်းပြပေးမှာတော့ကျွန်တော်မိုင်းပီယာကာဗီဆော်ရပါတော့ 2B22 Pro Max version အသစ်ဖြစ်တဲ့ 3.7 မှာအသစ်ပါရှိလာတဲ့ထောက်ဆောင်ချက်တစ်ခုဖြစ်တဲ့ကျွန်တော်ခုတချင်းတွေပေါ့နော်ခုမှတချင်းတွေကိုကိုကြိုက်တဲ့ဟိုအဆူတော်နဲ့ပဲဖြစ်ဖြစ်ဖိုးလာလိုက်ပြန်ခွဲတာလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အခုတချင်းတွေတင်ထားတဲ့နေရာလေးကိုကျွန်တော်ပြပေးမယ်တချင်းတွေကရောတဲ့တချင်း database ထဲမှာစကန်ဖတ်ထားတဲ့ပတ်ဒီနှစ်ခုပဲရှိတယ်အဲ့တော့မြန်မာ music ဆိုရင်ဒါပဲဒီလိုနံပါတ်တွေနဲ့ပေါ့နော်အဲ့တော့ဟိုကအဆူတော်အမီလေးနဲ့ပြန်တိဆောက်ချင်တယ်ဆိုရင်ကျွန်တော်ဒါမှမဟုတ်ပေါ့နော်ဒီလိုပဲရှိတယ်အဲ့တော့ကိုကအဆူတော်အမီနဲ့ပြန်တိဆောက်ချင်တယ်ဆိုရင်ကျွန်တော်ကဒီကနေသွားမယ်ဆိုရင် database manager ဟုတ်နော်ကိုကအခုအလွယ်တကူရှာမယ်ပေါ့နော်ဒီတချင်းမြန်မာတချင်းကိုအရင်ဦးစားပေးကျွန်တော်ဆန်းပြမယ်မြန်မာတချင်းထဲမှာကိုကအဆူတော်နဲ့ filter တွဲပြီးပြီပေါ့နော်တွဲပြီးဒီမတွဲရသေးတော့ခဏမေးလိုက်ပေါ့နော်တွဲပြီးတဲ့အဆူတော်ဒီမှာ2ယောက်ရှိတယ်အဲ့2ယောက်ထဲကသူတို့ကိုကျွန်တော်ဟိုဖိုလာလိုက်ပြန်ခွဲပြအဲ့တော့ဘယ်လိုမျိုးလဲဆိုရင်အခုဝိုင်းစုကန်တင်းအရင်ရှာလိုက်မယ်ပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်ဝိုင်းစုကန်တင်းတချင်းတကယ်တော့အများကြီးပါဟိုဆိုတာကဒါကဟိုစက်တဲမှာဆိုဟိုအများကြီးရှိမှာဒါကကျွန်တော် sample အနေနဲ့ဆန်းပြပြီးတော့လောဆယ်နှစ်ပုတ်ပဲရှိရတော့ကျွန်တော်နှစ်ပုတ်ကိုပဲဆန်းပြမယ်အဲ့တော့ခုနကတော့ဒီတချင်းကခုနကဏ္ဍလေးနဲ့ဖူတာထဲမှာရှိတာအခုကျတော့ကိုကတယောက်ကိုပဲ share ချင်တာဖြစ်ဖြစ်ကိုရဲ့ file တဲ့နေရာမှာစနစ်ကြချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ကိုကဒီတချင်းတွေကိုဝမ်းစုခံတဲ့တချင်းမှန်တယ်များဝမ်းစုခံတဲ့ဖူတာထဲမှာတင်ကျင်တယ်လေဒါဆိုရင်နောက်ကိုကပြန်ရှာလို့လဲလွယ်တာပေါ့နော်အဲ့ဒါမျိုးဆိုရင်ဒီလိုမျိုးအလွယ်တကူလုပ်လို့ရပါတယ်ပြီးရင်အဲ့ဖူတာလိုက် copy ကူးလိုက်ပြီးဆိုတော့မှဟိုနောက်တစ်ယောက်တည်းကိုကူးပြီးဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုမိုဘိုင်းဖုန်းဆိုင်မှာပဲဟိုဒီလိုမျိုးတွင်းပေးတဲ့ဟာကိုပဲဆန်းအဲ့ဒါမျိုးပေါ့နော်ခုကျွန်တော်လုပ်ပြမယ်ဝိုင်းစုကန်တဲ့ကိုကျွန်တော်ဒါဘက်ကလေးနှိပ်လိုက်မယ်ဆက်လက်လုပ်ပြီးတယ်ပေါ့နော် sorry သူ့ရဲ့တချင်းတွေကိုဆက်လက်လုပ်တယ်ဆက်လက်လုပ်ပြီးကျွန်တော်တို့ကပြီးရင်ကိုကညာဘက်ကလေးနှိပ်ပြီးတော့ move to ဘယ်လိုသွားမလဲပေါ့ကိုကမြန်မာတချင်းဖြစ်တဲ့ကြောင့်တော့သူ့ထဲမှာပဲထားမယ်မပြောင်းလို့မြန်မာတချင်းကိုပဲရွေးမယ်ဒါကဘာမှမထူးကြဘူးအဲ့တော့မြန်မာတချင်းကိုရွေးမယ်ပြီးရင်ကိုကဒီရှင်ရက်ပါမယ်ရှင်းမှာပဲပြေးမယ်အဲ့တော့ဝိုင်းစုခံသိမ်းပါနော်ဝိုင်းစုခံသိမ်းလို့ပြေးလိုက်တယ်ပြီးရင်ဒီဖိုရာကိုကိုကဆက်လက်လုပ်လိုက်တယ်ဒါပဲပြီးသွားပြီကျွန်တော်ဘာမှမပြောင်းဘူးโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ခုနတိန်းတဲ့နေရာလေးမှာတွားကြည့်ကြည့်အောင်ဟုတ်ပြီနော်ကျွန်တော်ဒီမှာဝိုင်းစုခံသိမ်းဖိုရာတစ်ခုပို့လာပြီအဲ့ဒီမှာဆိုရင်ဝိုင်းစုခံသိမ်းတချင်းနှစ်ပုတ်တွေ့မလားမသိဘူးနော်ဒါဆိုရင်သူ့ရဲ့တချင်းအကုန်လုံးဟိုကဏ္ဍနံပါတ်တွေရှိတဲ့ထဲရပါတော့ကိုက sorry ဒီနံပါတ်တွေရှိတဲ့ folder တွေထဲကနေကိုကခွဲထုတ်ပြီးတော့မှစနစ်တကျအဆူတော်အမီနဲ့ပြန်သိမ်းလို့ရတော့တဲ့အတွက်ပို့ပြီးကောင်းတယ်ပေါ့နော်ဥပမာဖုန်းဆိုင်တွေဆိုရင်လည်းဥပမာတချင်း service ပြန်ကူးထည့်ပေးတာမျိုးတချို့ဖုန်းတွေကူးထည့်တာမျိုးဆို1 second ကူးချင်တယ်ဆိုရင်1 second တချင်း folder လေးလိုက်ကူးထည့်ပေးလိုက်ရင်ဒါအလွယ်တကူရပြီပေါ့နော်ကိုယ်အနေနဲ့ပြန်ရှားတာလွယ်တယ်ပေါ့ဟုတ်ဒါတရားပေါ့နော်โอเคကျွန်တော်ခင်မောင်တို့ကိုကျွန်တော်ကူပြမယ်ဟုတ်ခင်မောင်တို့တချင်းရှားလိုက်မယ်ဟုတ်နော်ခင်မောင်တို့တချင်းအဲ့တော့ဒါဆိုရင်တည်ကြတယ်ခင်မောင်တို့တည်ကြသွားပြီဆိုရင်ဒီ၅ဘုတ်ပေါ့နော်အဲဆိုရင်ဆက်လက်လုပ်လိုက်မယ်ဒီ၅ဘုတ်ဆက်လက်လုပ်မယ်ပြီးရင်ညာဘက်ကလေးနှိပ်လိုက်မယ်ပြီးရင်မူတူမြန်မာတချင်းများဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မြန်မာတချင်းကိုပဲပြန်ရွေးမယ်ဟိုဆိုတာက category မပြောင်းဘူးပေါ့နော်အဲ့တော့ဒီနေရာမှာ new folder ခမောင်တို့ဆိုပြီးတော့ပြီးလိုက်မယ်ပြီးရင်ခမောင်တို့ folder ကိုဆက်လက်လုပ်လိုက်မယ်ဒါပဲပြီးသွားပြီဟုတ်ပြီနော်ကျွန်တော်အခုတိန်းတဲ့ folder လေးကြည့်လိုက်အောင်ဟုတ်နော်ခမောင်တို့ဆိုပြီးတော့သူ့ရဲ့တချင်း၅ပုတ်တွေ့မှမသိဘူးနော်ဟုတ်ဒါဆိုရင်ကိုကြိုက်တဲ့အဆူတော်နဲ့ပဲပြန်ခွဲတာပဲဖြစ်ဖြစ်ပေါ့နော်ကိုကြိုက်တယ်လို့တချင်း folder တွေကိုစနစ်တကျနဲ့အဆူတော်မီလေးနဲ့ဟိုခွဲထုတ်ထားတော့ပို့ပြီးတော့နောက်ပိုင်းကျရင်ဟိုပြန်ရှာလို့လည်းလွယ်တယ်လို့နောက်ပိုင်းကို service ပေးတဲ့အခါမျိုးကြမှာလည်းအထောက်အကူဖြစ်စေတယ်ပေါ့နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်